ခြင်းဘဝကိုပိုင်ဆိုင်နိုင်ဖို့ယုံလိုက်ခရစ်တော်လူတော်တွေအားလုံးပြည့်စုံစေရန်တွေ့လဲယုံလိုက်ခရစ်တော်ဘိုးတော်ဒီတန်ရှင်းပြမလူညံတော်ရှိမမင်းဖြစ်ရှင်ခြင်းဘဝကိုပိုင်ဆိုင်နိုင်ဖို့